Hey yo, let's go. ဟာတာလေးကြည့်လိုက်အောင်နော် ဒီတိုင်းပဲအိမ်မှာတိုက်ထားတာ2လလောက်တိုက်ထားတာနော်မင်းသားကနေရလားဖားခုံနေရလားကိုမသိဘူးကဲမင်းသားတကယ်ပါကျွန်တော်ပြောတဲ့3မျိုးလုံးကိုမင်းသားပိုင်နေလှုပ်သွားတယ်တကယ်ကျွန်တော်သဘောကျပါတယ်ဒါပေမဲ့မင်းသားကျွန်တော်တခုတော့မေးပြရစီအမေမဒီပွဲမင်းသားတယောက်တည်းလာတာဟာတယောက်တည်းလာတကောင်ကျွတ်ဖြစ်သွားမှာပေါ့မင်းကလည်းအော်အဲ့ဆိုဘယ်သူပါသေးတော့မင်းသားမင်းသမီးလေးပါပါတယ်ခင်ဗျာအော်မင်းသမီးလေးပါတယ်လင်မောတော့မရဘူးဆိုတဲ့အတိုင်းဟောဒီကရှိကမင်းသားကနေနဲ့လင်မောရဲ့နောက်ကချော့ဖို့မရလေးပါတယ်ဗျာကဲဟုတ်ပါပြီအဲ့ဆိုမင်းသားရဲ့မင်းသမီးပါတယ်ပေါ့ပါတယ်ကျွန်တော်မင်းသမီးအတန်လေးကြားကျင်တယ်ဗျာမင်းသားနည်းနည်းတော့လွတ်ပြသမှာအတန်ကြားကျင်မင်းသမီးအတန်လေးကဲနှမရဲ့အတန်လေးကိုစိုင်းစီရန်လေးမန္တလေးညီညီအောင်နဲ့ပရိသတ်ကြီးကိုတတ်ရဆိုတဲ့အတန်လေးနဲ့မိတ်ဆက်ပေးလိုက်ပါအောင်နှမရဲ့မင်းသားဆောက်ခွနေတော့မလိုက်တာမျက်နှာလောက်တော့လုတ်ပါဟဲ့မင်းသားတကယ်မစိုးအဲ့တော့မင်းသားရဲ့မင်းသမီးအတန်ပေါ့ဟုတ်တယ်ဟောအတန်လေးကြားတော့ကိုသဘောကျနေကဲပြိတ္တကလည်းကြည့်ကြမှာပဲမင်းသားမင်းသမီးလေးခေါ်လိုက်တော့ဗျာကြည့်အောင်ရှေ့ခေါ်ထုတ်ပေးအောင်မယ်ပေါ့နှမရဲ့တတ်တာဆိုတဲ့အတန်လေးကြားပြီးပြန်တော့ဒီတကယူပေးဆိုတဲ့ရုပ်စိမ်းအင်္ဂါလေးမြင်နေတဲ့ရှေ့မောက်ကိုအမြန်ဆုံးလမ်းခဲ့ပါတော့နှမရဲ့မင်းသားဘာဖြစ်တာတော့ဘာကြီးတော့အဲ့ဒါကြီးမတာနေရမြငါ့ကိုလာရတယ်ရှိသေးတယ်ပေါ့မတာဘယ်ကတိတူကြီးတော့ဟဲ့အဲ့တော့ဒါမင်းသားရဲ့မင်းသမီးလားနေရဘာကြီးတော့ကျမမင်းသမီးပါရှိမင်းသမီးဘာတိုင်းကြီးဘလို့ကျမမင်းသမီးပါရှိခုနနောက်ကဆိုခိုင်းလုံးကအတန်ဒီတန်ဟုတ်ပါဘူးနော်အဲ့ဒါတလို့ရှိတယ်မောင်ကြီးရဲ့ဘလို့ရှိလို့ကျမတို့မျိုးရိုးကလေတချင်းဆိုရင်အတန်လုံးကသေးတယ်စကားပြောရင်အတန်လုံးကတုတ်တယ်အော်ကျမစကားမပြောချင်တော့မောင်ကြီးကိုခဏပြောခိုင်းလို့ကျမပြောနေရတော့မောင်ကြီးအဲ့ဒါနင်းနာမည်ကသူတို့ကျမနာမည်အောင်တော်တယ်လို့ခေါ်ပါရရှိတိုင်ကြတာတဲ့ငါစိတ်တွေပြတ်တာဟဲ့ဒီမဲ့တော့နောက်ကဆိုင်းစရာမိတ်ဆက်ခိုင်းလို့ငါ့ကိုစကားမပြောနဲ့ခုနကအတန်လေးပြန်ဆိုပြစမ်းအော်ခုနကအတန်လေးကြားချင်တော့စကားတစ်လုံးမှမပြောနဲ့လို့ခုနကအတန်လေးပြန်ဆိုအတန်လေးပဲနားထောင်ကောင်းနေအဲ့တန်လေးပဲဆိုစကားမပြောနဲ့တော့စကားပြောရင်နင်းတိုင်ကြဘာတိုင်းမှမသိဘူးရောက်ရတယ်မောင်ကြီးမပြောနဲ့အနောက်ကအတန်တိုင်းဆိုလို့ပြောတော့မဟုတ်တော့တန်လေးဆိုကျုံမေမင်းသမီးကြည့်ရတာကိုဘာကြီးနဲ့သွားတူမှမသိကျုံဆိုမေနှကမ်းမွေးနဲ့မင်းသမီးငါအခုမှမြင်ဘူးတာဂျပန်ခေတ်ကဘာတယ်မကြီးကြားမောင်ကြီးဘလို့ယူနောက်နေတော့မောင်ကြီးစကားမပြောနဲ့လို့ခုနအတန်လေးဆိုပြပါဆုံးပါပဲမင်းသမီးကဘောင်းမီတောင်ဒူးပြဲတွေဝတ်တယ်ဆိုအောင်ဟေးဘသူ့ပြောနာကိုတတိပေးနေတာပါတော့ဟောကိုတတိပေးတာဟုတ်ပါဆိုမြင်ဆိုပြိတ္တအားနာဆိုလို့မတာမရင်းကလည်းမကြည့်ဘူးလက်ဖက်ခွက်ပဲခွာစားနေတာဆိုမဲမြန်ဆိုလို့ဘသူပြောနာမြန်ဆိုလေဘာတော့ဖြည်းတက်တာလုပ်လေဘလို့ဖြစ်တာတော့လေချောင်းနေကတ်သွားတာပေါ့မောင်ကြီးဟောလေချောင်းကတ်သွားတာဟုတ်ပါမောင်ကြီးဟောအဲ့ဒါရေလေးတောက်ရှင်တော့မောင်ကြီးရေတောက်ရှင်လားဟုတ်ပါမောင်ကြီးအင်းငါတိတ်ပါဘောတန်းကြမင်းသမီးမွန်းလို့ရေတောက်ရှင်မင်းသမီးရေတောက်ရှင်လားဟုတ်ပါတော့ဟာမင်းသမီးအတန်ကြပြီကိုတိုက်ကမတိုက်ရှင်ရဒါပေမဲ့တစ်ချိန်စောမှာလီမောတော့မရဘူးဂျာကဘူးဟာမင်းသမီးဘယ်ကြပူတာတော့ကျမလည်းကမန်းကရနဲ့ဆိုတော့ဘယ်ကြပူလိုက်မှကိုမသိဘူးဒီမင်းသမီးတွေကတော့မင်းသားမျက်နှာမတက်တာ84ရက်လောက်ရှိသွားသေချင်းသူမမကာမဘာဖြစ်လို့လုံးမကြီးအဘုံခေါ်တယ်နန်းလား
မန်းခရနဲ့စိုးပြထားဆိုတော့လုတ်ခနဲ့ထွက်တော့မောင်ကြီး တော်ဆိုးတဲ့မင်းသမီးပါကွာငါခေါ်လာတော့တိုင်ဟုတ်ပါဦးနော် မောင်ကြီး ငါမျက်နှာမှာသေးနေပန်းခံပြီကဲကြားတယ်မင်းသားနဲ့မင်းသမီးပရိသတ်ကလည်းမင်းသားနဲ့မင်းသမီးကတာကြည့်ကျင်ပါပဲမင်းသားနဲ့မင်းသမီးဇုံတွဲလေးကားစမ်းပြကျွန်တော်ကြည့်ကျင်တယ်အာဒါကြီးနဲ့ငါဘယ်လိုကပါမလို့ကွာ မောင်ကြီးပြောနေတာလား ဒါပြောနေတာလား ပြောနေတာလား ဆိုင်ဆရာကဇုံတွဲတဲ့ချင်းအမဇုံတွဲလေးကခိုင်းတယ်ဇုံတွဲလေးကသိချင်တာဒီခံမီကရမှာပေါ့ဟမ် တင်းကပြောရတယ်ရှိသေးတယ်ကြည့်အောင် ကိုဖော်ထားတဲ့ဈေးဦးဗျနော်ဟမ်တမနော် ကောက်မောင်ကြီးကောက်မောင်ကြီး စကားမပြောပါနဲ့လားနော်စကားမပြောနော်ဒီတိုင်းပဲနေကဲတော့ဇုံတွဲလေးကကြကြအောင်ရှစ်ခါတော့အောင်ယုံမွေးများလို့ဇုံတွဲလေးကမယ်နမိုက် ကမေမောင်ကြီး တန်တာလေးကန်တိုင်းဒုပြင်းရင်သူအမေကွယ်စုဒူတဲ့ပိုင်ရွယ်ငယ်ဟဲ့လာပြီမင်းသားဒီမျက်နှာကြီးဘလို့ဖီးလာတော့မသိသူနဲ့မျက်နှာချင်းဆိုင်ပြီးငါမျက်လုံးမှိတ်ထားလိုက် မောင်ကြီး ဘာလို့ လာရလားမောင်ကြီး လာတော့လာတာရေရေအိမ်ညာအောက်နဲ့ဆွဲချဖို့ အပေါ်ပေါ်နေပြီမသားရဲ့ အောက်မှာလည်းမပိုက်ကပ်ပေါ်လို့ အပေါ်လည်းတရားပေါ်နေတာတရားတုတွေခုတွေနဲ့ ဘာကြီးတော့ ရင်သွေးတော့ဘက်ကနေ ဩ မောင်ကြီးဘာလို့ပေါ် အဲ့လိုရသလား မရှိရှိတော့ကောက်ထရတာပေါ့မောင်ကြီး ဩအဲ့လိုရသလား ရတာပေါ့မောင်ကြီး အေးပါဒါကြတော့စိုးလို့လွယ်ပါမလား ဒါတော့မှအလုံးမတူလို့ပေါ့မောင်ကြီးရဲ့ကြည့်အောင်တလုံးကစောင့်ခဲ့ပြီးတလုံးကပြားနေလို့ကျမမတော်တော်ညှိယူခဲ့ရတယ်မောင်ကြီးရဲ့ အဲ့ဆိုဘယ်ဘက်ကအလုံးကိုဘီးနဲ့ချစ်ချလိုက်လေနမရဲ့ မသားရဲ့ဒါရလကားချစ်ရမလား အလုံးချင်းမတူဖြစ်နေဟမ်မင်းသမီးတစ်ဖက်လေးတစ်ဖက်ပို့ပြီးဖြစ်နေမှာပေါ့မင်းသမီး မနာပေါ့မောင်ကြီးရဲ့မနာပေါ့မောင်ကြီးရဲ့ ကဲမင်းသမီးတော့မင်းသားအစနာကတာလေးစိုးတော့မစိုးမင်းသားနဲ့မင်းသမီးကတတ်သားပဲဟုတ်ကျွန်တော်သဘောကျတယ်ဟုတ်ကဲ့အကားလေးတစ်ခုတောင်းရမလားအကားတောင်းမယ်တောင်းမယ်မင်းသားရလားရပါတယ်မင်းသားလည်းပြုံးပြုံးလေးလုပ်ပါမင်းသား မောင်ကြီးအဲ့လိုကြီးပျော်စရာမလိုပါဘူးမောင်ကြီးရဲ့ နင်းသေးနဲ့ဘာလို့ငါမျက်နှာဆိုသွားတာကဲမင်းသားနဲ့မင်းသမီးဒီတခါကျွန်တော်ဟင်းတာအစာခွင့်အကားလေးငါဒီဆောက်ခွက်ကြီးဘယ်လိုခွင့်ရပါမလို့ကွာမင်းသားအဲ့ကားလေးလို့စမ်းမကျွန်တော် နှုတ်သီးလေးကကိုအသက် နင့်နှခမ်းမွေးနဲ့နင့်နှခမ်းမြင်တော့ငါအဖောက်ဒါသတိရတာငါ ပါဆိုင်လို့တော့ ကဲဗါတဲ့ဟင်းနာစာခွန်းလေးဟုတ်ပြီနမိုက်ဟင်းနာစာခွန်းလေးဗျာ ရပါမောင်ကြီးရဲ့ တန်တာလေးကန်တိုင်းဒုပြင်းရင်သူကမေကွယ်စုဒူတဲ့ပိုင်ရွယ်ငယ်ဟေးမောင်ကြီးလောက်တာကိုတဲ့အောင်လာလှုပ်သေးတယ် မောင်ကြီးပြည်တော်ကြီးကိုမြင်ရတာလန့်ထောင်မောင်ကြီးရဲ့ အပြူကပြေးရတယ်ရှိသေးတယ်ငါဖုတ်သိရေးတယ်ဆိုင်စီအောင်တလောက်ဆိုကျင်းနေရုံပေါ့ဗျာမင်းသားပရိသတ်ကလည်းကားခိုင်းမှာဒီအကားလေးတစ်ခုပြီးတော်ပြီနော်မင်းသားနဲ့မင်းသမီးကဒီအကားလေးဒီအကားပြီးတော်ပြီတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ကားတဲ့အကားလေးချစ်ကြည်နူးတဲ့အကားလေး အော်ချစ်လူရမယ်မောင်ကြီးရဲ့ချစ်လူအောင်မောင်ကြီးရဲ့ ကဲမင်းသမီးလေးမင်းသမီးလေး တော်မင်းသမီးလေးနောက်နင်းလင်လာနေတယ်ကြိုက်ဟုတ်တယ်လင်းကြီးလို့ အော်ဒါကြီးကလင်ကြီးလား နေအဲ့လင်းကြီးတဲ့ဆိုနေအကျော်ပြက်ပြီးအဖက်ပါလန်ကောလိုက်မယ်နေ အလူမနဲ့ငါနဲ့ရတတ်ပြရလိမ့်မယ် ကဲမင်းသားနဲ့မင်းသမီးတယောက်နဲ့တယောက်ချစ်ကြည်နူးတဲ့ကားလေးဒီကားပြီးကြည်နေပြီချစ်ကြည်နူးတဲ့ကားဟုတ်ပြီကဲအဲ့တော့တောင်းဆိုတော့လဲနေထုတ်လိုက်ရတာပေါ့ဗျာကဲမင်းသားလေးကြည့်အောင်ဗျာကဲတောင်းတာလေးကန်လိုက်ဒုပြည့်တဲ့ကိုအမေကွယ်စုရတဲ့ပန်းရွယ်ငယ်ဟေးတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ကမှာလေဟိုစိတ်ထိန်မင်းသား
မင်းသမီးဖြည်းဖြည်းလို့မင်းသမီး